ဆရာမရေးတဲ့ကျွန်တော်ဝမ်းကနေပြီးတော့အရေးလေးတွေယူနေလို့တဲ့ကျွန်တော်အတိမိတ်ဆွေကဆရာမတို့စီတိုင်းမှာလက်ကောင်းပေါ့နော်ဆရာမတို့ကလက်ကောင်းခရစ်ဂျီနာဆိုကွယ်နာဆိုကျွန်တော်မှာအဆင့်1နဲ့3လေးရှိတယ်ကွယ်နော်သူ့တော့ကအပြင်လက်ကောင်းအဆင့်4ကိုဆရာမတို့စီ3စုံနဲ့အရှင်းပြောက်သွားတယ်ပေါ့နော်သူစေးုံပြက်စရာလည်းမလိုဘူးခွဲစရာပြက်စရာမလိုပဲနဲ့အရှင်းပြောက်သွားခဲ့တာပေါ့နော်မင်းသွားလိုက်ပါဆိုပြီးတော့ကျွန်တော်ကိုဒီစီကန်းကိုညွှန်လိုက်လို့ပါဆိုပြီးတော့ဆရာမတို့စီတိုက်ကိုရောက်လာပေါ့နော်ဆရာမတို့ကလည်းမေးတယ်ဘာတွေဘယ်လိုခံစားနေရလဲဆိုအိုပိုင်းနဲ့ပတ်သက်ပြီးဆိုအိုကဝမ်းသွားပေးပါတာရှိသလားဆိုအိုကတွေရားတာရှိသလားနော်ဝမ်းသွားလို့ရှင်နာတာကြိုက်တာတွေရှိသလားဒီလိုမျိုးလေးတွေပေါ့နော်မေးတဲ့အခါရောက်တော့ तू ကဘာပြောလဲဆိုတော့ဆရာမတဲ့ကျွန်တော်အမှန်တိုင်းပြောရလို့ရှိရင်လူခဲ့တဲ့တလားခွဲကနမကြီးပုဂ္ဂလိကစီယုံမှာသူတက်ပြီးတော့ခွဲလိုက်တယ်ပေါ့နော်လူနာလေးစိတ်ထဲမှာမသိနာမလဲတာမရှင်းတာပေါ့နော်ကျမစေကန်းစီလာတဲ့လူနာတိုင်းကိုကျမကအမြဲတမ်းရွေးချယ်စရာနှစ်ခုပေးတယ်နော်ရွေးချယ်စရာနှစ်ခုပေးတယ်ခွဲမလားဖြတ်မလားခွဲမဲ့ဖြတ်မဲ့ဆိုလို့ရှိရင်ကျမတို့အတွက်ကောင်းတယ်မိနစ်ပိုင်းခဏနဲ့ကျမတို့ပတ်စံနာမှာပိုရလို့တယ်နော်ကျမတို့လူနာတယောက်ကိုခွဲပေးတယ်ဖြတ်ပေးရဆိုရင်18သိန်း30ဝန်းကျင်ယူတယ်နော်ဒါပေမဲ့လူနာတွေကိုကျမကအမြဲတမ်းရှင်းပြပေးတယ်နော်ခွဲလိုက်ဖြတ်လိုက်တာကျမတို့အတွက်လွယ်တယ်မှန်တယ်ဒါပေမဲ့လူနာတွေအနေနဲ့နောက်ဆက်တွဲဆိုးကျိုးလေးတွေရှိတယ်ဘာတွေလဲဆိုတော့စီဝမ်းမထိနိုင်ဘူးစိုးမကြခဏခွဲတယ်အချိန်တစ်ခုရရင်ပြန်ထွက်တယ်ချက်ပြီးတော့ထွက်တတ်တယ်လို့ကျမကရှင်းပြပေးတယ်နော်ကျမစီရောက်လာတဲ့လူနာ90ရာခိုင်နှုန်းကတော့ခွဲစရာပြက်စရာမလိုပဲနဲ့ကျမတို့ဒီလက်ကောင်းခရစ်ဂျီနာဆိုကွဲနာဆိုကျွန်တာအစစ်1နှစ်3နှစ်ထဲမှာပဲရှိတယ်ဆိုရင်မပူနဲ့နော်ခွဲစရာပြက်စရာမလိုပဲနဲ့ကျမတို့ဒီလုံးဝအမြင့်ပြတ်သက်တာပြောက်ကြရကုသပေးနိုင်တယ်နော်ကျမရဲ့လူနာ90ရာခိုင်နှုန်းပြည်တွင်းမှာလည်းရှိတယ်ပြည်ပနိုင်ငံရဲ့ခြားမှာလည်းရှိတယ်နော်သူတို့ကျမတို့စီတာရဲ့ဈေးရဲ့အားသာချက်ပေါ့နော်ရှူလာလက်ကောင်းခရစ်ဂျီနာပြောက်ဈေးရဲ့အားသာချက်ကဘာလဲဆိုတော့နံပါတ်1ခွဲစရာဖြတ်စရာမလိုဘူးနံပါတ်2အလုတ်ကန်ပြက်စရာမလိုဘူးနော်နံပါတ်3ချက်ကကိုယ့်ဘက်ကတိတိကျကျသေချာလိုက်နာပေးရမှာပဲနော်ကိုယ့်ဘက်ကဘာတွေတာဝန်ယူလိုက်နာပေးရမလဲဆိုရင်ကျမတို့နေ့စဉ်စီးကျူးတစ်စိုက်သေချာတောက်ရမယ်လိမ့်ရမယ်ဖန်တိုင်းရမယ်ပြီးတော့ကျမညွှန်ကြားထားတဲ့အတိုင်းစသပြုမှုတွေတိုင်းဆောက်ရှောက်ဒီတီးလေးကိုကျူးတစ်စိုက်သေချာလိုက်နာမယ်ဆိုရင်မပြောက်မှာမပူနဲ့နော်အမျိုးဆိုတော့အရင်ဆုံးနော်ခွဲမဲ့ပြတ်မဲ့ဆိုရင်ဘယ်လောက်ကုန်ကြမလဲဘာတွေဘေးထွက်ဆိုးကျိုးရှိမလဲဆိုတာကိုကျွန်မတခါတည်းရှင်းပြပေးလိုက်ပြီနော်ကျမတို့ဈေးတိုက်ကိုလာမယ်ဆိုလို့ရှိရင်အားသာချက်တွေအများကြီးရှိပါတယ်အပြည့်ဈေးကန်းကိုလာမယ်ဆိုရင်နော်လူနာအတွက်ပို့ပြီးတော့ကောင်းပါတယ် online ပေါ်ကနေပြအပြည့်ဈေးကန်းကိုလာပြကျမတို့ဒီကိုစားတဲ့ view လူနာတယောက်ကို2000နော်နိုင်ငံရေးခြားလူနာဆိုရင်ကျမတို့3000ယူတယ် online ပေါ်ကနေလည်းဈေးကန်းပြလို့ရတယ်အပြည့်ဈေးကန်းကိုလာပြရင်အမျိုးသမီးလူနာဆိုရင်ကျမကိုယ်တိုင်အသေးစိတ်ကြည့်ရှုစမ်းသပ်ကုသပေးပါတယ်အမျိုးသားလူနာဆိုရင်အမျိုးသားအနာပေါက်သမားတော်ကိုယ်တိုင်အသေးစိတ်ကြည့်ရှုစမ်းသပ်ကုသပေးပါတယ်အဲ့တော့ယောဂတစ်ခုဖြစ်လာရင်မပေါ့ပါနဲ့နော်ကိုဂယူဆိုင်ပါအများဆုံးကုသမှုခံယူပါလို့အကြံဉာဏ်ပေးလမ်းညွှန်ချင်ပါတယ်ဟုတ်ကဲ့ပါချစ်ရမိတ်ဆွေများအားလုံးအနာရောဂါကင်းရှင်းပြီးကျန်းမာပျော်ရွှင်ကြပါစေရှင်ဒီစင်တာရှင်လည်းမှတ်ထားခဲ့ပြီပါကျမအပြည့်ဈေးကန်းလူနာအားတဲ့ချိန်တိုင်းဝင်ပြီးဖြစ်ပြီ